တဲ့တယောက်မတော်တဆလူရိုင်းတွေရွာတဲ့ရောက်သွားပြီးအဲ့ဒီမှာသူ့ကိုလူရိုင်းတွေကမြင်နဲ့ဖုတ်ကလူဖုတ်ကြီးဖြစ်သွားတယ်သူတို့ကသူ့ကိုမြင်းနီးရွှမ်းစေးပြီးတကိုယ်လုံးတုတ်လိမ့်ပြီးအသက်ရှူဖို့နှာခေါင်းလေးပဲခြံထားခဲ့တယ်ချက်ချင်းမတည်ရလေအောင်ကိုမီးကန်ခံရတာကိုမြင်အောင်ကြည့်ခိုင်းပြီးလူရိုင်းတွေကတစ်သားချောင်းကိုဖြည်းဖြည်းချင်းလှည့်ကြတဲ့အခါသူကြောက်မှတ်ဖွယ်အော်ဟစ်တန်တွေထွက်လာတယ်မကြခင်မှာပဲအသားကျက်နတ်တွေပြန့်လာပြီးလူရိုင်းတွေကလည်းဝမ်းသာအားရကခုန်နေကြတယ်သူ့အဖော်ဂျွန်ကတော့မြေပြင်မှာဖမ်းချုပ်ခံထားရပြီးလူရိုင်းတယောက်ကပိုးကောင်တစ်လောင်ကိုမီးထဲပစ်ချလိုက်တယ်ပိုးကောင်ကဘေးပတ်ဝန်းကျင်မှာအန်ဒီရီတွေကြည့်ပဲဆိုတာသိလိုက်ရပြီးလွတ်မြောက်ဖို့လည်းနီးလန်းမရှိတော့အဲ့ဒါနဲ့ပိုးကောင်ကဂျွန်ရဲ့ပါးစပ်သေးကိုရှော့ဆင်းသွားကခဏလေးနေတော့ဂျွန်ရဲ့စအုပ်ဝါကနေပြန်ထွက်လာတယ်နောက်တစ်ယောက်ကတော့ဂျက်ဖြစ်ပြီးသူကတော့ကြောက်လန့်တကြောင်ဖြစ်နေကမိမိကိုဘယ်လိုမျိုးညှင်းဆဲခံရတော့မလဲဆိုတာမသိကြဘူးသူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲလူရိုင်းတစုကသူ့ကိုရွာအပြင်ဘက်ကိုဆွဲခေါ်သွားကြပြီးအဲ့ဒီမှာလူရိုင်းတွေကဂျက်နဲ့ဂိမ်းကစားဖို့ဆုံးဖြတ်လိုက်ကြတယ်အစည်းအဝေးကြီးကမြားကိုအရင်ပစ်လိုက်ပြီးဂျက်တတ်မှတ်နေရာကိုရောက်အောင်ပြေးတာနဲ့အစည်းအဝေးကြီးကသူ့ရဲ့တက်သည့်အရှိဆုံးစစ်တယ်တော်ကိုလိုက်ဖမ်းခိုင်းတယ်ဒါပေမဲ့ငူငယ်တယောက်ကဂျက်လက်မှာပါတဲ့ရွှေလက်စွပ်ကိုမြင်သွားပြီးဆွဲချွတ်ဖို့ကြိုးစားတယ်မရတဲ့အခါချက်ချင်းပဲဓာတ်ကိုယူပြီးဂျက်ရဲ့လက်ချောင်းကိုဖျက်ဖို့ကြိုးစားပေမဲ့အစည်းအဝေးကြီးကတားလိုက်တယ်အစည်းအဝေးကြီးကဂျက်တေမာမဲဆိုတာသိချတဲ့အတွက်တေမာလက်စွပ်ကိုယူလိုက်ရင်ရပြီလို့တွေးတယ်ဂိမ်းဆော့ရမယ့်အချိန်ဂျက်လွတ်လိုက်တာနဲ့အသက်လွတ်အောင်ပြေးတော့တယ်ဒါကဝေးရကိုပြေးသွားတာကိုမြင်တော့လူရိုင်းတွေပိုစိတ်လုချလာပြီးသူတို့နေရာကနေဂျက်ကိုအားပေးတန်တွေပေးကြတယ်သူတို့ဖို့တော့ပိန်ပါဂျက်ဟာသူတို့ရဲ့နယ်မြေကနေလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးလို့ထင်ကြတယ်ဂျက်သတ်မှတ်ထားတဲ့နယ်နိမိတ်ကိုရောက်တာနဲ့လူရိုင်းတက်ရောက်ချက်ချင်းလိုက်ဖမ်းတယ်ဂျက်ရဲ့ရှေ့ဘေးပိုင်းအာဖရိကရဲ့ပူပင်းတဲ့ယာဒီဥရုကိုမကျင်ထားရသေးပဲလူရိုင်းကတော့လျှက်စီးလို့မြန်တဲ့အရှိန်နဲ့ပြေးလာကမကြခင်မှာပဲဂျက်ကိုမှီလူနီးပါးဖြစ်လာတယ်ဂျက်အင်အားကုန်ကန်ဒီမှာလူရိုင်းကလှမ်းနဲ့ပြေးလိုက်ပေမဲ့ဂျက်ကမြေပြင်ပေါ်ကလက်နဲ့တစ်ခုကိုလှမ်းကိုက်လိုက်ပြီးချက်ချင်းပဲပြန်လည်တိုက်ခိုက်လိုက်တယ်လူရိုင်းတယောက်ကသူ့သားဂျက်လက်ချက်နဲ့တေဆုံးသွားတာကိုမြင်တော့ထိတ်လန့်တကြားပြေးလာခဲ့ပေမဲ့ရောက်တော့လဲတားဖြစ်သူတေဆုံးသွားပြီဖြစ်ကတားအကြီးဖြစ်သူကအဲ့ဒီမြင်ကွင်းကိုမြင်တော့ဂျက်နောက်ကိုပြေးလိုက်ပြီးသူ့ညီကိုလက်စားချေဖို့ဂျက်ကိုအောင်စားပြစ်မယ်လို့ဆုံးဖြတ်လိုက်တယ်ဂိမ်းအသစ်တစ်ခုစတော့မဲ့အချိန်မှာဂျက်ကကိုခန္ဓာကန့်သက်ချက်ကိုရောက်နေပြီးခြေလမ်းတိုင်းမှာအင်အားတွေကုန်ခန့်လာကရှင်တန်မှုအတွက်ရှေ့ဆက်ပြီးနေရပြီးလူရိုင်းတွေလည်းသူ့နောက်ကိုအားမလျှော်ပဲလိုက်နေကြတယ်ဂျက်လဲကြတော့မလို့ဖြစ်ချိန်မှာပဲမမျော်လင့်တဲ့အဖေးပြက်ဖြစ်လာပြီးသူ့နောက်ကလိုက်နေတဲ့လူရိုင်းဟာအချာကြီးပြေးရတာနဲ့မော်ပန်းတွေကအသက်ရှူကျက်လာပြီးပါဇက်ကအမြုပ်တွေထွက်ကမြေပြင်ပေါ်လဲကျသွားတယ်ဂျက်ပတ်ဝန်းကျင်ကိုအမြန်လှမ်းကြည့်တဲ့အခါတခြားလူရိုင်းတွေမတွေ့ရတော့တဲ့အတွက်သူနည်းနည်းလေးနှေးအောင်ပြေးလိုက်ပြီးချောမွတ်တဲ့ကြောက်တုံးတုံးကိုရှာကအနားယူလိုက်တယ်သူ့နောက်ကလူရိုင်းသူသွားရလမ်းကြောင်းအတိုင်းခြေတာခံလိုက်နေမှမသိလိုက်ပဲအန်ဒီယနီကလာနေမှမသိလိုက်တဲ့ဂျက်ကလူရိုင်းဒီစီကနေယူလာတဲ့တရိษံသားရည်ကိုဓာတ်နဲ့ခွေးပြီးဖနက်အကျန်းစားဒီယန်လွတ်လိုက်တယ်ဒါပေမဲ့ပြန်ထွက်ဖို့ပြင်ဆင်တဲ့အချိန်မှာပဲမြေကင်းပေါ်မှာမွေကြီးတကောင်ကိုတွေ့လိုက်ရပြီးတပတ်လောက်အစာမစားရသေးတဲ့ဂျက်ကမွေရဲ့ဖောင်းပွားနေတဲ့ကိုမြင်တော့အစာပဲလို့မျက်လုံးတွေလက်သွားကချက်ချင်းဓာတ်နဲ့ထိုးလိုက်ပြီးဆက်ဆွတ်ယွန်ရှာပွဲကိုတီးခံကအသက်ရှင်ဖို့အတွက်မွေဓာတ်ကိုပါဇက်ထဲထိုးထည့်လိုက်တယ်ဂျက်ပြန်ထွက်ဖို့လှည့်လိုက်တဲ့အခါနောက်ထပ်လူရိုင်းတယောက်သူ့ကိုတတ်ဖို့ချင်းကပ်လာနေတာကိုတွေ့လိုက်ရတဲ့အတွက်တစ်ပင်တစ်ပင်နောက်ကိုခုန်ပုံးလိုက်ပြီးထာဝရပုံးနေလို့တော့မရမှန်းသိပေမဲ့သူ့ပတ်ဝန်းကျင်ဟာရှားဆောင်ပင်တွေကိုကြီးကခုခံဖို့နီးလန်းတစ်ခုစိတ်ကူးရလိုက်တယ်သူလှန်နဲ့ရှားဆောင်ပင်ကိုထိုးဖောက်လိုက်ပြီးအပေါက်ကြီးတစ်ခုဖြတ်သွားကအနီးနားကိုအမြန်ပုံးလိုက်တယ်လိုက်လာတဲ့လူရိုင်းကရှားဆောင်ပင်ကအပေါက်ကြီးကိုမြင်ပြီးမကြခင်မှာပဲဂျက်ရဲ့ဖက်နဲ့ကိုသူမျက်စိကျသွားကပုံးကွယ်ရာကနေခိုးကြည့်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်တယ်ဂျက်သူ့နောက်ကိုချင်းကဲလာနေမှန်းလုံးဝမသိလိုက်ဘူးလူရိုင်းလက်နဲ့ကိုထောက်ပြီးတိုက်ခိုက်ဖို့ကြိုးစားတဲ့အချိန်မှာပဲဂျက်သူ့ရဲ့လှန်ကိုထိုးလိုက်ကလူရိုင်းကိုထိုးတက်လိုက်တယ်အဲ့ဒါနဲ့ဂျက်ဆက်ပြေးတယ်ဒီအချိန်မှာကြာနဲ့လူရိုင်းတွေကတဆင့်ပြီးတဆင့်ချင်းကပ်လာနေပြီးအစည်းအဝေးကြီးကသူ့လူတွေတယောက်ပြီးတယောက်တေဆုံးတာကိုမြင်တော့ဝမ်းနဲ့မှုနဲ့ဒေါသတွေပွတ်ဆူလာကဂျက်အသက်တော့သူနောက်တော့မချန်ထားတော့ပဲကိုယ်တိုင်အမဲလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒီအချိန်မှာဂျက်ကစာလောင်မှုကြောင့်လမ်းရှောင်ဖို့တောင်ခက်ခဲနေပြီးသူမျက်စိဟာအနီးအနားကတမင်ကလေးတစ်ကောင်ကိုစိုက်ကြည့်မိကအခွင့်အရေးရတာနဲ့လှန်ကိုပစ်လွတ်လိုက်တဲ့အခါတမင်ကလေးလဲပင်ကိုထိမှန်သွားတယ်သူတားကောင်ကိုတွားယူဖို့အမြန်သွားတဲ့အခါကြောက်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပြီးချင်းတိကြီးတစ်ကောင်တမင်ကလေးကိုစောင့်နေတယ်ချင်းသေးကိုရင်ဆိုင်ရတော့ဂျက်မှာတခြားရွေးချယ်စရာမရှိတဲ့အတွက်တမင်ကလေးကိုဆွန့်လွတ်ပြီးတခြားနေရာမှာအစာရှာဖို့ပဲဆုံးဖြတ်လိုက်တယ်နောက်ဆုံးမှာတော့သူမြစ်တဆင်းကိုရောက်သွားပြီးရေငက်လွန်းလို့ရေတောက်ဖို့ချင်းကပ်လိုက်တဲ့အခါမြစ်ထဲမှာမိအကြောင်းတွေပြည့်နေတာကိုတွေ့လိုက်ရတဲ့အတွက်မိအကြောင်းတွေရဲ့အစာမဖြစ်ချင်တော့ပဲနောက်ဆုတ်ကတောထဲကိုပြန်သွားတယ်လူရိုင်းတွေလိုက်လာနေပြီးတောထဲမှာသူ့ကိုရှာဖွေနေမှန်းမသိလိုက်ဘူးရုတ်တရက်လူရိုင်းတယောက်ဘဲကမှန်းမသိပေါ်လာပြီးသူ့ကိုခုံငုပ်လိုက်ပေမဲ့ဂျက်အချိန်မီတွန့်ပြန်လိုက်ကြတာတေးစေနိုင်တဲ့ဒဏ်ချက်ကိုရှောင်နိုင်ခဲ့ပြီးနှစ်ယောက်သားပြင်းပြင်းထန်ထန်ရန်ဖြစ်ကြတယ်အင်အားချင်းတူညီကြတယ်ကျန်တဲ့လူရိုင်းတွေမကြခင်ရောက်လာမှကိုသိတဲ့အတွက်ဂျက်ကရွှွန့်တချို့ကိုကင်ပြီးလူရိုင်းရဲ့မျက်နှာကိုပြစ်လွတ်လိုက်ကချက်ချင်းပဲသူ့မျက်စိတွေကွယ်သွားတယ်ဂျက်အခွင့်အရေးယူပြီးလူရိုင်းရဲ့လက်နက်ကိုလူယူလိုက်ပြီးထိုးနှစ်ချက်တစ်ချက်ထဲနဲ့လူရိုင်းကိုတတိမဲသွားအောင်ရိုက်လိုက်တယ်။တခြားလူရိုင်းတွေအဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာဂျက်ပြေးလွတ်သွားပြီးဖြစ်ကအစည်းအဝေးကြီးကဒေါသတကြီးနဲ့တစ်ပင်ကိုထုနှက်လိုက်ပြီးသူ့ရဲ့ယုံကြည်ရသောယူတွေဂျက်လက်ချက်နဲ့တယောက်ပြီးတယောက်တေဆုံးနေရတဲ့အတွက်ဂျက်ကိုအတုံးတုံးလှိပြပြမယ်လို့ကျင်းဆိုကရွာရဲ့အကောင်းဆုံးမုတ်ဆိုးအားလုံးကိုဆေလွတ်လိုက်တယ်။သူတို့နောက်ဆုံးမှာဂျက်ရဲ့တီနီယာကိုခြေရာခံမိသွားပြီးအရေးအတွက်အထင်များပြားလာတဲ့အတွက်ဂျက်အသက်လွတ်အောင်ပြေးရတယ်။ဒါပေမဲ့သူဘဲကိုပဲသွားလူရိုင်းတွေကသူ့နောက်ကနေအမြဲလိုက်နေတဲ့အတွက်သူညံကုန်သွားပြီလို့ထင်ချိန်မှာပဲစိတ်ကူးတစ်ခုဝင်လာတယ်။မီ
သူမြတ်တုံနဲ့မိများတွေလုတ်ပြီးအနီးအနားကတစ်ပင်6ပုံလီစီကိုပစ်လွတ်လိုက်ကမြားတစိမ့်ပြီးတစိမ့်လေထဲမှာပြန်တန်းသွားပြီးခဏအတွင်းမှာပဲမိတတိုင်းကြီးလောင်ကျွမ်းလာကလိုက်လာတဲ့လူရိုင်းတွေကိုပိတ်မိအောင်စီစဉ်ထားတယ်သူတို့မိတတိုင်းကြောင့်ပိတ်မိနေတာကိုမြင်တော့ဂျက်ဝမ်တာအားရခုံပေါက်ပြီးအောင်ပွဲခံခုန်နေလိုက်သူ့ရဲ့လီမြန်နဲ့စဉ်းစားညံကြောင်အခုလောလောဆယ်လူရိုင်းတွေကိုချွတ်နိုင်ခဲ့ပေမဲ့ရုံးကန်မှုအသစ်တစ်ခုစောင့်ကြိုနေပြီးနေပူရှိန်ကြောင်အစားအစာနဲ့ရေတွေခန်းချောက်ကုန်ကရက်အတန်ကြာခီးနှင်းရတာနဲ့ပင်မနွမ်းနယ်နီးလေးချက်ကအင်းအားလုံးမှကုန်ခန်းသွားတယ်သူကိုခန္ဓာကိုအတင်းအကျပ်ရှေ့ဆက်ရွေ့လျားခိုင်းပေမဲ့မကြခင်မှာပဲဆာလောင်မှုကြောင့်မြေပြင်ပေါ်လဲကျသွားတယ်စိတ်ပြတ်အားငယ်စရာအခြေအနေမှာရှိနေချိန်ပိုးကောင်တကောင်သူ့ရှေ့မှာတွားထွက်လာတဲ့အတွက်ဂျက်ကဒီမျောလင်းချက်အနှဲငယ်ကိုစုပ်ကင်လိုက်ပြီးပိုးကောင်ကိုဓာတ်နဲ့တက်ကပါဇက်ထဲထိုးထည့်လိုက်တယ်အင်အားနည်းနည်းပြန်ရှိလာတော့သူအမြန်ဆက်ခရီးနှင်တယ်လူရိုင်းတွေသူ့နောက်ကလိုက်နေဦးမှန်သိတဲ့အတွက်ဒီတေမင်းလက်ချက်လွတ်မြောက်ရာနေရာကနေအမြန်ဆုံးထွက်ပြေးရမယ်လို့သိတယ်လူရိုင်းရွာမှာတော့လူရိုင်းတွေအသားကင်းတွေစားတောက်နေကြပြီးဝါစွာစားပြတာနဲ့ဂျက်ကိုပြန်လိုက်ဖမ်းဖို့ပြင်ဆင်ကြတယ်ဒါပေမဲ့လူငယ်တယောက်ကကန့်ကွက်လိုက်ပြီးလူလေးယောက်တေဆုံးရတာဟာအစည်းအဝေးကြီးရဲ့အဖြစ်လို့ဆွဆွဲကဂျက်ကိုဆက်လိုက်ဖမ်းရင်အားလုံးတေကုန်မယ်လို့ဆိုတယ်သူထပ်သွားဖို့လှည့်လိုက်ပေမဲ့အစည်းအဝေးကြီးကသူ့ကိုပြန်လှည့်ရင်တစ္ဆာဖောက်ဖြစ်မယ်လို့တတိဘေးကလူငယ်ကမရဘူးဆိုတော့အစည်းအဝေးကြီးကစကားမပြောဘဲလှန်နဲ့ပစ်လိုက်တယ်ကြံတဲ့လူရိုင်းတွေအဲ့ဒီနောက်မှာဆုတ်ခွာဖို့မစင်စားရတော့ပဲသူတို့အန်ကိုခဲပြီးအမဲလိုက်ချင်းကိုဆက်လုပ်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဂျက်ကလူပြူအခြေချဲ့သူတွေရဲ့နယ်မြေကိုရောက်နေပြီဖြစ်ကရောက်နိုင်တဲ့အကွာအဝီးမှာရဲတိုက်တစ်ခုကိုမြင်လိုက်ရတဲ့အတွက်သူ့ကိုခန္ဓာထဲကတင်းမာမှုတွေပြေလျော့သွားပြီးနောက်ဆုံးတင်းမြင့်လက်ချက်လွတ်မြေပြီလို့ထင်လိုက်တယ်အဲ့ဒီအချိန်မှာပဲမြားတစိမ့်သူ့နာကဖျက်ပြန်သွားတဲ့အတွက်ဂျက်ပြေးရပြန်ပြီးရဲတိုက်နေရန်အတွင်းမှာလုံခြုံမှုရှိတယ်ဆိုတာသိပေမဲ့သူ့အင်အားကကုန်ခန်းသွားကမြေပြင်ပေါ်လဲကျသွားတယ်ခဏအကြာမှာလူရိုင်းတယောက်လိုက်မိလာပြီးလန်ကိုထောင်းကသူ့လူတွေအတွက်လက်စားချေဖို့ပြင်တဲ့အချိန်မှာပဲရဲတိုက်ရဲ့အဆောင်တွေရဲ့ကြီးစံမိုးရွာခြင်းကိုခံလိုက်ရတယ်ဒါကိုမြင်တော့အစည်းအဝေးကြီးဂျက်နောက်ကိုဆက်မလိုက်ရတော့ပဲဒဇင်တက်ချီတဲ့အဆောင်တွေရဲတိုက်ကျဲကနေထွက်လာကြတဲ့အခါဂျက်နောက်ဆုံးမှာအသက်ချမ်းသာရာရသွားပြီးစဉ်းစားလို့မရနိုင်တဲ့ဘေးအန္တရာယ်ကနေလွတ်မြောက်သွားတယ်ဇလန်းအဆုံးမှာသူ့အဝေးကလူရိုင်းတွေကိုလက်ပြနှုတ်ဆက်လိုက်ပြီးအစည်းအဝေးကြီးကလည်းဂျက်ကိုနှုတ်ဆက်တဲ့အနေနဲ့သူ့ရဲ့လှန်ကိုမော့ပြလိုက်တယ်ဒါကတော့ဇလန်းရဲ့အဆုံးသတ်ပါပဲနောက်တစ်ခါမှပြန်ဆုံကြတယ်